မြန်မာပြည်မှာနာမည်ကြီးပြီးလူပြောများတဲ့အကြောက်ဆုံးတရေအကြောင်းပြောပြမယ်။သူကတော့မဖဲဝါပဲအင်မတန်ကြောက်စရာကောင်းပြီးအထူးသဖြင့်ညဘက်တယောက်တည်းသွားလာတဲ့ယောက်ျားတွေကိုအန္တရာယ်ပေးတတ်တယ်လို့နာမည်ကြီးရဲ့မြမဒဏ္ဍာရီနှင့်အယူသီးမှုတို့ထဲတွင်နာမည်ဆိုးဖြင့်ကြော်ကြားသည့်အကြောက်ဆုံးတရေများထဲမှတစ်ကောင်မှာမဖဲဝါဖြစ်သည်သူမသည်ညဘက်တွင်လူစိမ်းများကိုခြောက်လန့်တက်ပြီးအထူးသဖြင့်တယောက်တည်းခရီးသွားသူယောက်ျားများကိုအန္တရာယ်ပေးသည်ဟုအဆိုရှိသည်မဖဲဝါ၏ကြောက်မက်ဖွယ်ရာဇလန်းများကိုကျေးလက်ဒေသများတွင်ညှဉ်းညူပြောဆိုလေးရှိကြပြီးသူမ၏ရုပ်တရက်နှင့်နီလန်းများအားကလူတို့ကိုချမ်းသာမှုဖြစ်စေသည်တပြည့်အသွင်ဖြင့်အဖြူရောင်အင်ကြီးရှည်ဝတ်ဆင်ထားပြီးမျက်နှာဖြူပွေးကသပင်မင်းများရှည်လျားစွာဖြာကျနေတတ်သည်ခြေပွားများနောက်သို့လှည့်ထားသည်ဟုဆိုကြပြီးသူမ၏မျက်လုံးများမှာအနီရောင်တောက်နေသည်ဟုဖော်ပြလေးရှိသည်နှင့်အပြုအမူမျက်နှာအချိန်တယောက်တည်းလမ်းလျှောက်နေသူများကိုနောက်မှလိုက်ပြီးဖဲဝါဟူသောအတန်ဖြင့်အော်ခေါ်တတ်သည်အကယ်၍လူတဦးကပြန်လှည့်ကြည့်မိပါကသူမသည်ချက်ချင်းတက်ဖြတ်ခြင်းသို့စိတ်ဝိညာဉ်ကိုဖမ်းယူတတ်သည်ဟုအယူရှိကြသည်အိမ်ပြန်ချိန်တွင်ဖျားစာရုပ်ဖတ်ပြီးသွားသင့်သည်ဒဏ္ဍာရီနှင့်ယုံကြည်မှုများမဖဲဝါသည်လူသက်သမားသို့မတရားသေဆုံးခဲ့ရသည့်အမျိုးသမီး၏ဝိညာဉ်ဖြစ်သည်ဟုရှေးလူကြီးများကယုံကြည်ကြသည်အချို့ဒေသများတွင်သူမ၏နာမည်ကိုညဘက်မပြောရဲကြပေသူမ၏ဖြစ်ရပ်များကိုမြမကျေးလက်တခွင်တွင်မကြာခဏကြားရလေးရှိပြီးယနေ့ထိတိုင်အချို့သောရွာများတွင်ညဘက်လူသူကင်းမဲ့သောလမ်းများကိုရှောင်ကျဉ်ကြသည်သူ့ကိုတွေ့ရင်ထွက်ပြေးဖို့တောင်အချိန်မရဘူးလို့ဆိုကြတယ်ဒါကြောင့်ညဘက်ဆိုသတိထားကြပါ